ဒေါ်နယ်ထရန့်အတွက်ဂျာစီပေးပို့ပြီးငြိမ်းချမ်းရေးအတွက်တောင်းဆိုခဲ့တဲ့ရိုနယ်ဒိုဘရိတ်ကများလုံးမင်္ဂလာများဂျီဂျီကိုကနေပြန်လဲကြိုလိုက်ပါတယ်ကမ္ဘာကြီးငြိမ်းချမ်းရေးဟာကမ္ဘာသူကမ္ဘာသားတိုင်းနဲ့သက်ဆိုင်တဲ့အရာတစ်ခုဖြစ်ပါတယ်ဘောလုံးလောကရဲ့ထာဝရအကောင်းဆုံးစားမတယောက်ဖြစ်တဲ့ရိုနယ်ဒိုကလည်းငြိမ်းချမ်းရေးကိုလိုလားတဲ့သူတယောက်ဖြစ်ပါတယ်လက်ရှိချိန်မှာဖြစ်ပျက်နေတဲ့အစ္စရေးနဲ့အီရန်အရေးကိစ္စကြောင့်အဲ့ဒီနိုင်ငံမှာနေထိုင်ကြတဲ့ပြည်သူတွေလည်းဒုက္ခရောက်နေကြသလိုအသက်အန္တရာယ်ထိခိုက်တာတွေအိုးအိမ်စီးစိမ်ပျက်စီးဆုံးရှုံးတာတွေခံနေကြရပါတယ်ဘယ်သူမှစစ်ပွဲဆိုတာမဖြစ်လေကောင်းလေလို့ပြောမှာဖြစ်ပြီးစစ်ပွဲကြောင့်ဘယ်သူတွေအကျိုးရှိနေပါစေနောက်ဆုံးထိခိုက်နေနိုင်ရမှာကပြည်သူတွေပဲဖြစ်ပါတယ်ဒါကိုရယ်ဒိုကလည်းကောင်းကောင်းသဘောပေါက်ထားပြီးငြိမ်းချမ်းရေးအတွက်လုပ်ပေးနိုင်တဲ့ကမ္ဘာအင်အားကြီးနိုင်ငံရဲ့သမ္မတဒေါ်နယ်ထရန့်စီကိုသတင်းစကားတစ်ခုပါလိုက်ပါတယ်။ပေါ်တူဂီစဟာအမေရိကန်နိုင်ငံရဲ့သမ္မတဒေါ်နယ်ထရန့်စီကိုသူ့နာမည်နဲ့နံပါတ်ပါပေါ်တူဂီလူရေးစင်အသင်းရဲ့ဂျာစီကိုလက်ဆောင်ပေးခဲ့တာဖြစ်ပြီးဂျာစီပေါ်မှာငြိမ်းချမ်းရေးအတွက်စူးစမ်းပေးနေတဲ့သမ္မတဒေါ်နယ်ထရန့်စီတို့ဆိုတဲ့ message တစ်ခုလည်းပါဝင်ခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်စီကိုရောက်ဖို့အတွက်ခရစ္စတီယာရိုနယ်ဒိုဟာဥရောပကောင်စီဥက္ကဋ္ဌဖြစ်တဲ့အန်တိုနီယိုကော့စတာကနေတဆင့်ဒေါ်နယ်ထရန့်ကိုပေါ်တူဂီအသင်းဂျာစီကိုလက်ဆောင်ပေးသွားခဲ့တာဖြစ်ပါတယ်။ပေါ်တူဂီလူမျိုးနီးပြအန်တိုနီယိုကော့စတာပြီးခဲ့တဲ့တင်လာနေ့ကကနေဒါနိုင်ငံအယ်ဘာဒါမြို့ကိုရောက်ရှိလာပြီးသမ္မတဒေါ်နယ်ထရန့်နဲ့တွေ့ဆုံချိန်မှာပေးရသွားခဲ့တာပါ။အန်တိုနီယိုကော့စတာကရိုနယ်ဒိုပေးလိုက်တဲ့ဂျာစီဘောကောင်ရေးထားတဲ့စာသားတွေကိုလည်းကျေးဇူးစွာဖတ်ပြသွားခဲ့ပါတယ်။ဒေါ်နယ်ထရန့်ကလည်းရိုနယ်ဒိုပေးတဲ့ဂျာစီကိုလက်ဖက်နဲ့ကင်ပြီးဓာတ်ပုံရိုက်ခံခဲ့ပါတယ်။ဒါအပြင်သမ္မတထရန့်ကငြိမ်းချမ်းရေးလှုပ်ဆောင်ရတာကိုကျွန်တော်ကြိုက်ပါတယ်ဆိုပြီးလည်းပြောဆိုသွားခဲ့တာပါ။အသက်40ပြည့်ကစားမကြီးဟာအရွယ်တစ်ခုကိုရောက်နေခဲ့ပြီဖြစ်ပေမဲ့မြက်ခင်းစိမ့်ထက်မှာခြေစွမ်းပြနေတယ်လို့ကွင်းပြင်ပမှာလည်းမတူညီတဲ့စွမ်းဆောင်ရည်ကောင်းတွေကိုပြသနေခဲ့တာပါ။ကစားမဘွားထိတန်းကလပ်အသင်းတွေမှာကစားခဲ့ပြီးတွင်းကိုတွေရောစူပလာအောင်မြင်မှုတွေမှာရယူထားနိုင်တဲ့ကစားမကြီးဟာဆော်ရီလီကိုလည်းတိုးတက်ပြောင်းလဲလာစေခဲ့တဲ့အထိစွမ်းဆောင်ပြထားခဲ့တာပါ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။